ဆက်လက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ရေးဆက်ထားတဲ့ခုခေတ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေဖြစ်တဲ့ဖုန်းထဲကတန်ရောစင်းဆိုတဲ့ဒီချင်းလေးနဲ့ဆက်လက်ပြီးတော့ဖြောပြပေးခြင်းပါတယ်ဒီကမှာပေါ်လေးတွေကိုဒီကိုင်းပေါ်လေးတွေကိုဒီကိုင်းတို့တက်လာတဲ့ဒီကမှာတုံးကြတာဘယ်လိုပဲဘယ်လောက်ဝေးဝေးလွန်ပြေရလေးပါလွန်ပြေရလေးပါတော်တော်များများပါတော်တော်များများပါလိုက်လိုက်ပါတွေ့ကြတယ်ချစ်ကြကြတာတက်ကလေးလာမလို့ဘုကူလာမလို့တိုင်းရင်းကပေါ့ချစ်သွားကြတာကုလတီလာနေတီလာဟ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 ာဒီလေးနေမျိုးရပြောတာနာကြီးရဲ့ဒီအရင်တော့ချစ်ကြတာတော့လို့ပါသူကရာချစ်ကြတာတော့လာတော့ရမကြပါကွာဟ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 ာဘယ်သူပဲဝေးပဲကလည်း baby baby ချစ်တယ်ပြောကြတယ်ပြောတယ်လားဒီကုန်းကသင်နာပါမယ်သင်နာပါမယ်တခုလည်းလာမလို့အိမ်တော်ချင်းလာမလို့ပြေဖို့ပိုင်ပါမှာကြတော့ကြမှာပေါ့ကွာလက်ပုံတွေကလိုက်လိုက်တာတော့ကြမှာပေါ့ကွာတယောက်နဲ့တယောက်မြင်မှုကြပဲဖုန်းထဲမှာတင်တွေ့ကြည့်ဘာရောင်လေးဝတ်ထားလဲဟိုနားကစောင့်နေတယ်ရှင်ထဲမှာပါစကားအလားတွေသုံးနေရှုံးမယ်လို့တော့တွေးလိုက်ရင်အရှုံးတွေနဲ့ရင်ဆိုင်ရမယ်ပေါ်အောင်ဝတ်တက်ကြတယ်မိန်းကလေးတွေဖိထားပါပေါ်လို့သွားရင်အင်တာနက်ပေါ်ရောက်မယ်မမြင်ငါမှတန်မိုးကြီးတဲ့မိန်းကလေးရဲ့တိထားပါတယောက်မြင်မှုကြပဲဖုန်းထဲမှာတင်တွေ့ကြည့်ဘာရောင်လေးဝတ်ထားလဲဟိုနားကစောင့်နေတယ်ရှင်ထဲမှာပါစကားအလားတွေသုံးနေရှုံးလွယ်လို့တော့တွေးလိုက်ရင်ရှုံးတွေနဲ့ရင်ဆိုင်ရမယ်ပေါ်အောင်ဝတ်တက်ကြတယ်မိန်းကလေးတွေဖိ
ထားပါပေါ်လို့သွားရင်အင်တာနက်ပေါ်ရောက်မယ်အမြင်ငါမှတန်မိုးကြီးတဲ့မိန်းကလေးရဲ့တိထားပါ